ခရစ်ယာန်ဓမ္မဟောင်းကျမ်းစာတော်မြတ်မှာကမ္ဘာဦးကျမ်းအခန်းကြီး1အခန်းငယ်1မှ17တိုင်အစဦး၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတရံမရှိလွတ်လပ်လဟဖြစ်၏နက်နဲရာအရက်ကိုမှောင်မိုက်ဖုံးလွှမ်း၍ဖျားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဖျားသခင်သည်မြင်၍အလင်းနှင့်မှောင်မိုက်ကိုပိုင်ခြားခွဲတော်မူ၏အလင်းကိုနေ့ဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နနက်သည်ပထမနေ့ရက်ဖြစ်လေ၏တပံဘုရားသခင်ကရေအလယ်၌မိုးမျက်နှာကျက်ဖြစ်စေရေနှင့်ရေချင်းခြားနားစေဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာကျက်ကိုဘုရားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာကျက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျက်ကိုလည်းမိုးကောင်းငင်ဟုသောအမည်ဖြင့်ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နနက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏တပံဘုရားသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေစုဝေးစေကုန်းပေါ်စေဟုမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟုသောအမည်ဖြင့်၎င်းယေစုဝေးရာကိုပင်လယ်ဟုသောအမည်ဖြင့်၎င်းဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၏တပံဘုရားသခင်ကမြေသည်မြက်ပင်ကို၎င်းစပါးသည်ကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှာမျိုးစေ့ပါလျက်တစ်သီးမျိုးဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ဤသည်ကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းဆက်လက်၍ကြားနာရန်ဓမ္မသစ်ကျမ်းချက်မှာရှင်ယောဟန်ဩဝါဒစာပထမစာအခန်းကြီး1အခန်းငယ်1မှ9တိုင်အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသောယေရှုခရစ်၏ဆွေတော်မျိုးတော်ဆက်စရင်ဟုမူကားအာဗြဟံသားဣဇက်သားယာကုပ်သားယူဒမှစ၍ညီနောင်တစုယူဒသည်မိမိခင်ပွန်းတာမာတွင်မြင်ရသောသားဖာရက်နှင့်ဇာရာဖာရက်သားဟေဇရုံသားအာရန်သားအမိနဒပ်သားနာရှုံသားဆာလမုန်သည်မိမိခင်ပွန်းယာခတ်တွင်မြင်သောသားဘောဇသည်မိမိခင်ပွန်းရုသတွင်မြင်သောသားဩဘတ်သားယေရှဲသားဒါဝိဒ်မင်းကြီးသည်ဤဒီကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းကြားနာရသူအယောက်စီတိုင်းအပေါ်မှာထာဝရဘုရား၏ကောင်းကြီးမင်္ဂလာတက်ရောက်ပါစေအာမင်